ပူဇော်ပတ်သားမဲ့အရာတွေကိုကိုးကွယ်တဲ့အစဉ်ဒီအိုးဖခင်ကတော့ဘာလုပ်ထားမို့နတ်ကတော့ကင်ပါဖခင်ပြစ်ထားပြီးတော့နတ်နောက်ကိုလိုက်တဲ့လူတွေရှိဒါရယုံကြည်မှုအားကောင်းပြီးတော့သရတရားအားကောင်းပြီးတော့ပညာနေတဲ့အခါကျတလွဲတွေရှောင်လို့တော့ဘုန်းကြီးဖတ်ဘူးတဲ့ပုံမြင်လေးတစ်ခုဒုတိယခါတဲ့တနေ့တော့တောနယ်တစ်ခုခရီးထွက်အညာပိုင်းဒေသအပူပိုင်းဒေသခရီးထွက်တော့ရွာတရွာရောက်တော့ရွာထိပ်မှာဖရာအကြီးတစုတည်တာဖရာကြီးစင်းနုတော်ကြီးကမထိုင်ရဲ့စင်းနုတော်ကြီးဒီတိုင်းအမိုးလည်းမရှိဘူးအကာလည်းမရှိဘူးနေကတအားပူတဲ့အခါချစ်ချစ်တောက်ပူနေချစ်ချစ်တောက်ပူနေတဲ့ဒီစင်းနုတော်ကြီးကိုကြည့်ပြီးတော့ခရီးသွားစိတ်မကောင်းတော့သရတရားအားကောင်းတာဟောဒီရွာကလူတွေဖရာကိုနေပူကြီးထဲမှာအမိုးအကာလည်းမလို့ဒီတိုင်းထားတယ်စိတ်မကောင်းလိုက်တာတက်ရှိတင်စားဖရာဆိုဘယ်လောက်မြန်ပူလိုက်မလဲဆိုပြီးတော့သူကဖျားနေပူနေတာကိုမကြည့်ရလို့ဆိုပြီးတော့ဖျားနေရအောင်သူ့ရဲ့စေတနာသူ့ရဲ့တရားတရားကဖျားနေရစေခြင်းနဲ့စေတနာနဲ့ဘာလုပ်လဲဆိုတော့သူစည်းလာတဲ့ဖဏကလေးချုပ်ပြီးဖျားကောင်းပေါ်တတ်တယ်ဖျားနေပါစေဟိုတရားတရားတက်ကောင်းလား तू ကတော့အပူခံပြီးတော့ခြေပူခံပြီးတော့အဲ့ဒါတဲတော်ထဲမှာရှောက်ပြီးသွားတာဖျားကိုကြည်ညိုတာ